တခါတော့အရန်ကိုချမ်းသာတဲ့တထေးရဲ့အိမ်မှာလူယုံကောင်လေးတစ်ယောက်ရှိပါတယ်။ကောင်လေးကရုပ်ကလည်းတန့်ရိုးကလည်းရိုးသားတာမလို့တထေးရကောင်လေးကိုအကျွင်းမဲ့အယုံကြည်ပါတယ်။ဒါကြောင့်သူ့အိမ်ကငွေတိုက်ကြီးစီကိုကောင်လေးကိုခေါ်သွားခဲ့တယ်။တထေးကြီးရဲ့ငွေတိုက်ကိုရောက်တော့ကောင်လေးကပါဇက်အဟောင်းသားဖြစ်သွားပါတယ်။သူ့ရဲ့ဘဝမှာအဲ့လောက်များတဲ့ငွေတွေကိုမမြင်ဘူးပါဘူး။တထေးကြီးကအဲ့ဒီကငွေအနှဲငယ်ကိုအိတ်ထဲကိုထည့်ခိုင်းပါတယ်။ပြီးတော့ကောင်လေးကိုလည်းမင်းလဲတထုံနှစ်ထုံလောက်လိုချင်ယူလို့ပြောတယ်လူယုံကောင်လေးရတဲ့ငွေတွေကိုပေးတော့အရန်ကိုအံ့ဩနေတာပေါ့တထေးရတော့ဘာမှမအံ့ဩပါနဲ့ကွာငါရဲ့မိသားစုဝင်တွေလည်းကြုံရင်ကြုံတယ်လို့ခိုးနေကြပဲလို့ပြန်ပြောခဲ့ပါတယ်ဒီလိုနဲ့သူတို့နှစ်ယောက်ကငွေတချို့ကိုယူပြီးတော့ရှေ့နေတယောက်စီကိုသွားတယ်တထေးကြီးရဲ့သားအချုပ်ခန်းထဲကိုရောက်နေတာပါဒါကြောင့်ရှေ့နေစီကိုလက်ထိုးပြီးတော့မှသူ့ရဲ့သားတော်မောင်လွတ်မြောက်အောင်လုပ်ဖို့ဖြစ်ပါတယ်အဲဒီတထေးကြီးမှာသားတစ်ယောက်သမီးတစ်ယောက်ရှိပါတယ်သမီးဖြစ်တဲ့သူကတော့အိမ်တော်ခွဲတစ်ယောက်ပါဒီလိုနဲ့ညဘက်ကိုရောက်တော့သူတို့တွေရှေ့နေစီမှာလက်ထိုးပြီးတော့ပြန်လာကြတယ်။အဲဒီနောက်နှစ်ယောက်သားအပန်းဖြေရင်နဲ့ဝိုင်တောက်နေကြတာပေါ့။အဲဒီချိန်တထေးကတော်ကြီးကတော့အေကန်းထဲကိုဝင်လာခဲ့ပါတယ်။သူ့ရဲ့သားတော်မောင်လေးကိုလွတ်မြောက်အောင်လုပ်ပေးလို့တထေးကြီးကိုကျေးဇူးတင်စကားပြောတယ်။ပြီးတော့လူယုံကောင်လေးကိုလည်းမပြန်ခင်မှာသူ့ကိုလာတွေ့ဖို့မှာသွားပါသေးတယ်။အဲလိုနဲ့တောက်ပြီးစားပြီးကြတော့ကောင်လေးကတထေးကတော်ကြီးကိုသွားတွေ့တာပေါ့။တထေးကတော်ကြီးကိုသွားတွေ့တဲ့အချိန်မှာတထေးကတော်ကြီးရဲ့သမီးနဲ့တွေ့တယ်။အဲဒီတစ်ခုလမ်းမလေးကဒီလူယုံကောင်လေးကိုတိတ်တခိုးလေးကြိုက်နေရဗျလူယုံကောင်လေးကတော့တထေးသမီးမို့လို့ရိုးရိုးတည်ပဲဆက်ဆံပါတယ်ဒါပေမဲ့ကောင်မလေးကတော့မလိုပါဘူးနင်းနဲ့ငါတက်တူရွယ်သူတွေပဲဒီတိုင်းပုံမှန်ဆက်ဆံလို့ရပါရဲ့လို့ပြောပြီးတော့ထွက်သွားခဲ့တယ်ဒီလိုနဲ့ကောင်လေးလည်းတထေးကတော်ကြီးစီကိုထွက်ခဲ့တာပေါ့တထေးကတော်ကြီးကတော့ကောင်လေးကိုအလို့စူးစမ်းတဲ့အတွက်ကြောင့်ပတ်စံတချို့ပေးပါတယ်ညဘက်ကိုရောက်တော့တထေးတို့ကညစာစားကြပါတယ်အဲ့ဒီအိမ်မှာအရန်လန်းတဲ့အိမ်ပေါ်မလေးတစ်ယောက်ရှိတယ်ဗျတထေးနဲ့ဒီအိမ်ပေါ်မလေးကတိတ်တိတ်ပုံလေးနောက်မီးလေးနေကြတာဒီလိုနဲ့စားပြီးတောက်ပြီးကြတော့တထေးကတော်ကြီးနဲ့သူ့ရဲ့သမီးတော်တို့ကရုပ်ရှင်ကြည့်ကြပါတယ်တထေးကြီးကိုလည်းတူတူကြည့်ရအောင်လူယုံကောင်လေးကိုသွားပြီးခေါ်ခိုင်းခဲ့တယ်ဒီလိုနဲ့လူယုံကောင်လေးလည်းတထေးကြီးကိုသွားခေါ်တော့အိမ်ပေါ်မလေးနဲ့တထေးကြီးတို့ဖောက်ပြန်နေတဲ့မြင်ကွင်းကိုတွေ့ခဲ့ရတယ်လူယုံကောင်လေးလည်းဆရာသမားအချိန်ကောင်းနေတာမို့လို့ဘာမှမပြောဘဲနဲ့ပြန်ထွက်လာခဲ့တာပေါ့ဒီလိုနဲ့တရက်မှာတော့တထေးကတော်ကြီးကအိမ်မှာ CCTV တွေကိုတတ်ထားရကနေတထေးကြီးဖောက်ပြန်နေတဲ့မြင်ကွင်းကိုတွေ့သွားပါတယ်အိမ်မှာသူလည်းအတွေ့တစ်ခုရသွားတယ်။နင်းအောင်ဖောက်ပြန်သေးငါလည်းဖောက်ပြန်မယ်ဆိုပြီးတော့ပေါ့။သူကအိမ်ကလူယုံကောင်လေးကိုသူ့ရဲ့အခန်းထဲကိုခေါ်လိုက်ပါတယ်။ပြီးတော့ဘွားတော်ကြီးကကောင်လေးကိုသူဘလောက်အထီးကျန်နေကြောင်းအဖော်မဲ့နေကြောင်းတွေစတင်ပြီးရေလာမြောင်းပေးလုပ်တယ်။လူယုံကောင်လေးကတော့သူ့ရဲ့ဘဝမှာဒီလောက်အိုကြီးအိုမာကြီးနဲ့မဖြစ်ရှင်ဘူး။ဒါကြောင့်မို့လို့ညင်းလိုက်တယ်ဗျာ။ဒါပေမဲ့လည်းသူကြာကြာတောက်မခံထားနိုင်ပါဘူး။ဟိုဟာတွေကပတ်စံရှိလူရန်စားတွေသူ့ကိုဘာမဆိုလုပ်ပေးလိုက်နိုင်တယ်လေ။ဒါကြောင့်အိမ်နေ့ညမှာပဲလူယုံကောင်လေးကတထေးကတော်ကြီးနဲ့အတူတူအိတ်လိုက်ရပါတယ်ဒီလိုနဲ့နောက်နေ့မနက်ကိုရောက်တော့လူယုံကောင်လေးကဒီကနေအလုံးထွက်တော့မယ်လို့တထေးကတော်ကြီးကိုသွားပြောတယ်ဗျတထေးကတော်ကြီးကတော့နောက်တစ်ဆင့်အနေနဲ့လူယုံကောင်လေးကိုသူပဲတီးတဲ့အခန်းတစ်ခန်းနဲ့ခေါ်သွားခဲ့ပါတယ်ပြီးတော့အဲ့ဒီအခန်းထဲမှာတအိမ်လုံးကဖွက်ထားတဲ့ CCTV တွေရဲ့ record TV monitor တွေကနေတစ်ဆင့်တအိမ်လုံးမှာဘာတွေဖြစ်ပျက်နေရဲဆိုတာကိုပြတယ်သူဟာနေ့စဉ်နေ့တိုင်းအကုန်လုံးသိနေပြီးတော့ဘလို့ပူလောင်နေရကြောင်းဒါကြောင့်ငြိမ်းအေးအောင်လုပ်ပေးပါအောင်ပါညာပေါ့အဲ့လိုနဲ့လူယုံကောင်လေးက CCTV ကနေတဆင့်တထေးပြောတဲ့စကားတချို့ကိုကြားသွားပါတယ်တထေးကအိမ်ပေါ်မလေးနဲ့ထွက်သွားတော့မယ်တဲ့ပြီးတော့အိမ်ရဲ့ကိစ္စဝိစာတွေကိုလည်းဦးစီးမဲ့သူတယောက်လိုတယ်တေချာတာကတာအောသမီးတို့ကစောက်သုံးမကြလိတော့ဘသူဦးစီးမှလဲအဲ့ဒီအချိန်မှာတထေးကတော်ကြီးကတော့အကွက်ဝင်သွားပါတယ်အိမ်ကလူယုံကောင်လေးကိုဦးစီးခိုင်းမယ်လို့ပြောတယ်CCTV monitor ကနေတဆင်ကြည့်နေတဲ့လူယုံကောင်လေးကတော့မြောက်လုံးတွေပြူးသွားတာပေါ့ဒီလိုနဲ့တိတ်မချခင်မှာပဲတထေးကြီးဟာအိမ်ပေါ်မှာလေးနဲ့အတူတူအိမ်ပေါ်မှာလေးနေတဲ့ဖိလစ်ပိုင်နိုင်ငံကိုသွားဖို့လုပ်ပါတယ်တကယ်တော့အိမ်ပေါ်မှာလေးကအပြိုတယောက်တော့မဟုတ်ပါဘူးသူ့မှာကလေး2ယောက်ရှိတယ်ဗျအိမ်ပေါ်မှာလေးကလည်းတထေးကြီးကိုပတ်ဆိုင်နေကြောင်းချင်းကပ်ခဲ့တာမဟုတ်ပါဘူးသူတို့ကအချင်းစစ်အချင်းမှန်နဲ့ချစ်ကြတာပါဒါပေမဲ့လည်းအကြောင်းအမျိုးမျိုးကြောင့်လေရင်ခေကြီးကမထွက်ဖြစ်ဘူးအဲ့တော့တထေးကြီးတို့2ယောက်ဟာအိမ်ကိုပဲပြန်လာတာပေါ့တကယ်တော့ဒီလေရင်ခီးစင်မထွက်ဖြစ်တာဘသူရဲ့ပယောဂမှန်တော့မသိဘူးဗျဒါပေမဲ့တေချာတာကတော့အိမ်ကိုရောက်ပြီးမကြခင်မှာပဲအိမ်ပေါ်မှာလေးဟာအိမ်ရဲ့ရေကူးကန်ထဲမှာတေဆုံးလျက်သားနဲ့တွေ့ရပါတယ်ဒါတွေအားလုံးကိုအိမ်ကပဲ့ကန်ရှင်တထေးကတော်ကြီးကအကုန်လုံးလိုက်လုံနေတာပါဒါတွေကိုရိတ်စားမိတဲ့လူယုံကောင်လေးကတော့အိမ်ကနေထွက်ပြေးဖို့စဉ်းစားနေရဲ့ဗျဒါပေမဲ့သူ့ရဲ့အကြံစီကမအောင်မြင်လိုက်ပါဘူးသူ့ကိုလူတချို့ကဖမ်းဆီးပြီးတော့မှနှိပ်စက်ကြတယ်ဒါပေမဲ့ကံကောင်းခြင်းတော့တထေးသမီးလေးတစ်ခုလက်မလေးကဒီကောင်ကိုလာခဲ့တယ်ဒီလိုနဲ့သူလည်းအသက်ဘေးကနေတီတီလေးလွတ်မြောက်သွားခဲ့ရပါတယ်တထေးကြီးကတော့အိမ်ပေါ်မှာလေးမရှိတဲ့နောက်ပိုင်းမှာစိတ်ဓာတ်တွေကျဆင်းနေပါတယ်သူရမ်းချရတဲ့ကောင်မလေးတည်သွားတာမို့လို့သူလည်းဒီလောကကြီးမှာမနေချင်တော့ပါဘူးဒါကြောင့်ကိုယ့်ကိုတတ်သေးဖို့စဉ်းစားလိုက်တယ်တထေးကြီးကလက်ကောက်ဝစ်ကိုပရိဒါနဲ့လီးပြီးတော့မှ
သွေးထွက်လွန်ကတေဆုံးမှုအတွက်ကြံစီလိုက်ပါတယ်အဲ့လိုနဲ့တထေးရလည်းတည်သွားပြီဆိုတော့ရင်ခွဲရုံရောက်သွားတာပေါ့သူ့ရဲ့သမီးနဲ့သားတော့ရင်ခွဲရုံလိုက်ပြီးကြည့်ပါတယ်အပြန်လမ်းမှာမောင်နှမ2ယောက်စကားပြောကြတယ်တထေးသားကလူယုံကောင်လေးရဲ့အကြောင်းကိုပြောတာပါတထေးကတော်ကြီးနဲ့ဒီလူယုံကောင်လေးတို့အိတ်နေတာကိုသိတယ်တဲ့ဒါပေမဲ့အမဖြစ်တဲ့သူကတော့ဘာမှမပြောဖို့အတွက်နှုတ်ပိတ်လိုက်ပါတယ်ဒီလိုနဲ့တေဆုံးသွားတဲ့ဩဃထကြီးရဲ့အာသုဘအခမ်းအနားကျင်းပပါတယ်အာသုဘအခမ်းအနားပွဲပြီးသွားတော့တထေးကတော်ကြီးကလူယုံကောင်လေးကိုခေါ်လိုက်ပါတယ်ပြီးတော့ပတ်စံနေပေးပြီးမင်းအပန်းပြေခရီးတစ်လလောက်ထွက်ပါလားလို့ပြောတယ်ဗျာပြန်လာခဲ့မယ်ဆိုရင်တော့ရုံးချုံမှာမင်းကိုအလောက်ခံပြီးမယ်တဲ့ဒါပေမဲ့လူယုံကောင်လေးကတော့ဒီအတိုင်းဝိုင်းကိုအယမ်းပဲကြောက်သွားပါပြီဒါကြောင့်ကျွန်တော်တခါတည်းပဲအလုပ်ထွက်တော့မယ်လို့ပြောလိုက်ပါတယ်တထေးကတော်ကြီးကတော့ဘာလဲငါသမီးနဲ့မင်းနဲ့ကြိုက်နေတာကြောင့်လားလို့ပြောတယ်ဗျာအဲ့ရှင်သူ့ရဲ့သမီးတစ်ခုလက်မလေးရလည်းရှိနေတာမို့လို့အမေနဲ့သူနဲ့အိတ်နေရလဲသမီးကသိပါရဲ့နော်လို့ပြန်ပြောခဲ့ပါတယ်အာသုဘခန်းသားမှာရှိတဲ့သူတွေကတော့မျက်လုံးတွေပြူးကုန်ကြတာပေါ့တကယ်တော့တထေးသမီးတစ်ခုလက်မလေးရဒီအတိုင်းဝိုင်းလေးရသူတွေနဲ့စိတ်သက်ခြင်းတော့တိတ်မတူပါဘူးအဲ့ဒါကိုလူယုံကောင်လေးရလည်းသိပါတယ်မင်းကအရန်ကိုဖြူစင်တဲ့ကောင်မလေးပဲလို့သူကပြောပါတယ်အဲ့နောက်မှာတော့လူယုံကောင်လေးရဒီအတိုင်းဝိုင်းတဲ့ကနေရှေ့တလန်းချင်းထွက်ခဲ့လိုက်တော့တယ်လူယုံကောင်လေးကစိတ်ပြေလက်ပြောက်ဆိုသလိုခရီးတစ်ခုကိုထွက်ခဲ့ပါတယ်လေရင်တစ်စင်းနဲ့ပါဒါပေမဲ့တထေးသမီးတစ်ခုလက်မလေးကတော့တိတ်တိတ်ကလေးပဲသူ့ရဲ့နောက်ကိုလိုက်လာခဲ့တယ်ဗျသူတို့တွေကအရန်ကိုချစ်ကြတဲ့ချစ်သူတွေဖြစ်သွားကြပါပြီဇလန်လေးရတဲ့လွန်နဲ့ပဲပြီးဆုံးသွားပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့သူတွေနေဆိုပါကျွန်တော်နောက်ထပ်ဇလန်ကောင်းလေးတွေအများကြီးနဲ့ပြန်လဲဆုံတွေ့ကြတော့ပါဗျာ